မင်္ဂလာပါဆရာ ဟုတ်ကဲ့ဆရာမင်္ဂလာပါဗျာ ဒီနေ့ရောဘယ်လိုပုံစံလေးညက်ချင် စပယ်ကနည်းနည်းလေးပုံကြဘူးဖြစ်နေဆိုတော့နည်းနည်းလေးဒီနာလေးထွက်နေနည်းနည်းလေးညက်တာနည်းတိတ်ကြာသွားပြီဆိုတော့လေဒီနေရာလေးနည်းနည်းပြန်ညှိချင်တယ် အဓိက ပုံသွင်းနေတာပေါ့ အရန်တော့မတူချင်ဘူးအဓိကနည်းနည်းထွက်နေတာလေးတက်တက်ရက်နဲ့အဲ့လိုလေးပဲသွားချင်တာပေါ့နော်အဲ့ဒါဆိုဆရာနည်းနည်းတက်တက်ရက်နဲ့လုံးဝမိုက်တက်ပုံစံလေးညက်ပေးမယ် ဟုတ်ကဲ့